တခါတော့ငါပေါ့ကွယ်မိထီလာပြေးကြီးကိုဝိရဟရမင်းကြီးအုပ်စိုးနေစဉ်ခါကညတညမှာတော့လက်သားတစ်ပါးဟာပေါ်ပေါက်လာပြီးမင်းကြီးကိုပဟိတိပြဿနာ၄ခုလာရောက်မေးမြန်းခဲ့ပါတယ်။အဲ့ဒီထဲကမှအခက်အခဲဆုံးပြဿနာတစ်ခုကတော့ညီညာချောမွေအောင်ပြုလုပ်ထားတဲ့တစ်သားတုံးတုံးရဲ့ဘယ်ဘက်ကအရင်ဘယ်ဘက်ကအဖျားလဲဆိုတာကိုခွဲခြားခိုင်းတဲ့ပြဿနာပဲဖြစ်ပါတယ်။ဒါကြောင့်မင်းကြီးဟာနနကင်းမိုးတောက်ချိန်ရောက်ချိန်မှာတော့ပညာရှိအမတ်ကြီးတွေကိုခေါ်လိုက်ပြီးအိုးဖရာကြီးတင်တဲ့ကားတို့ပုံနာကြီးလေးဦးတင်တို့ဟာတိုင်းပြည်ရဲ့ပညာရှိကြီးတွေပဲဒီ12ခုတစ်သားတုံးကိုကြည့်ကြစမ်းအချောကင်ထားလိုက်တာလဲမှန်သားပြင်လို့ပဲဘယ်ဘက်ကအပင်ရဲ့အရင်ပိုင်းလဲဘယ်ဘက်ကအဖျားပိုင်းလဲဆိုတာကိုပြောနိုင်ကြသလားလို့မေးမြန်းလိုက်ပါတယ်ဒီချိန်မှာပဲတင်နကအမတ်ကြီးကမှန်လားပါမင်းကြီးဒါကတော့ဆိုပြီးသူ့ဘေးနားမှာရှိနေတဲ့ပုဂ္ဂုတအမတ်ကိုလှည့်ပြီးဟေ့ပုဂ္ဂုတမင်းရောသိလားလို့မေးမြန်းလိုက်ပါတယ်ပုဂ္ဂုတအမတ်ကြီးကလည်းမသိပါဘူးဆရာကြီးရဲ့လို့တိုးတိုးလေးပြန်ဖြေလိုက်ပါတယ်အပေါ်ရောအောက်ရောလုံးဘက်အတူတူဖြစ်နေတာကိုဘယ်လိုခွဲကြမလဲဆိုပြီးတင်နကအမတ်ကြီးကအခက်တွေ့နေကြပါတယ်ဒါပေမဲ့လည်းမင်းကြီးရှိမှဖြစ်တာကြောင့်ဟန်ကိုပို့လိုက်ပြီးမှန်လားပါအရှင်မင်းကြီးရဲ့အခုလောလောဆယ်တော့ကျွန်တော်မျိုးတို့စဉ်းစားနေစေဖြစ်တာကြောင့်ခဏလေးအချိန်ပေးတော်မူပါလို့ပြန်လဲလျှောက်တင်လိုက်ပါတော့တယ်ပုံနာကြီး၄ဦးဟာဘလို့မှအပြေမထုတ်နိုင်တဲ့အဆုံးမှာတော့နန်းတော်ရဲ့တိုင်ပင်ဘက်ဖြစ်နေပြီဖြစ်တဲ့လူငယ်လေးမဟောတထာကိုခေါ်ယူလိုက်ရပါတော့တယ်။မင်းကြီးကစစ်သားမဟောတထာပုံနာကြီးတွေတောင်အပြေမထုတ်နိုင်တဲ့ဒီတရားလုံးပဟိတိကိုတင်ဖြည့်ရှင်းနိုင်မလားလို့မေးမြန်းလိုက်ချိန်မှာတော့မဟောတထာပညာရှိဟာမှန်လားပါရှင်မင်းကြီးပညာဆိုတာဟာအခက်ခဲတွေကိုကြော်လွှားဖို့ရှိတာပါဒီတရားလုံးရဲ့အရင်းနဲ့အဖျားကိုခွဲခြားဖို့ဆိုတာဟာသဘာဝတရားကိုအသုံးချရင်အလွန်လွယ်ကူပါတယ်လို့ပြန်လဲလျှောက်တင်လိုက်တာကြောင့်တင်နကအမတ်ကြီးကလှောင်ပြုံးလိုက်ပြီးဟေးမဟောတထာငါတို့လိုအသက်ကြီးတဲ့ပညာရှိတွေတောင်မသိတာကိုမင်းကဘာတွေတက်လာပြီလဲမျက်စိနဲ့ကြည့်ုံနဲ့ကတော့ဘယ်သူမှမသိနိုင်ပါဘူးကွာလို့ဝင်ရောက်ပြောကြားလိုက်တာကြောင့်မဟောတထာသူခမိန်ဟာဆရာကြီးပညာဆိုတာဟာမျက်စိနဲ့တင်ကြည့်ရတာမဟုတ်ပဲစင်ကျင်တုံတရားနဲ့ကြည့်ရတာဖြစ်ပါတယ်ကျွန်တော်မျိုးကိုရေကန်ရှိရာကိုသွားခွင့်ပြုပါလို့ပြန်လဲလျှောက်ထားလိုက်ပါတယ်အဲ့ဒီနောက်တော့မဟောတထာသူခမိန်လေးဟာတစ်သားတုံးကိုယူဆောင်ပြီးနန်းတွင်းကရေကန်ကြီးတစ်ခုနားကိုသွားလိုက်ပါတယ်။မင်းကြီးနဲ့နန်းတွင်းသူနန်းတွင်းသားတွေကလည်းစိတ်ဝင်စားနဲ့လိုက်ပါကြည့်ရှုကြတာပေါ့။ဒီအချိန်မှာပဲမဟောတထာသူခမိန်ကကဲအားလုံးပဲတစ်သားတုံးကိုကြည့်ရှုကြပါလို့ပြောပြီးတစ်သားတုံးကိုရေထဲကိုပစ်ချလိုက်ပါတော့တယ်။မင်းကြီးကအိုးတစ်သားတုံးကရေပေါ်မှာပေါ်နေပါလား။ဒါပေမဲ့တစ်ဖက်ကတော့နည်းနည်းလေးပိုနေပြီးတစ်ဖက်ကလည်းပိုမြင့်နေတယ်လို့ပြောကြားလိုက်တာကြောင့်မဟောတထာသူခမိန်ဟာမှန်လားပါအရှင်မင်းကြီးခုရေထဲမှာနည်းနည်းလေးပုံမြုပ်နေတဲ့အပိုင်းဟာအရင်ဖြစ်ပြီးအပေါ်ကိုပိုကြွနေတဲ့အပိုင်းကတော့အဖျားဖြစ်ပါတယ်လို့ရှောက်တင်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့မင်းကြီးကအံ့ဩသွားပြီးဘဲကြောင့်ထို့သူဖြစ်ရတာလဲချစ်သားမဟောတထာငါ့ကိုရှင်းပြပါအောင်လို့ပြောကြားလိုက်တာကြောင့်မဟောတထာလေးဟာမှန်လားပါတစ်ပင်နိုင်ရဲ့သဘာဝဟာအရင်ပိုင်းမှာတိတ်သေးစားပိုများပြီးလေးလံတက်ကြပါတယ်ဖေ။အရှိဖျားခိုင်းကတော့ပေါ့ပေါ့ပါပါဖြစ်တာကြောင့်ခြေထဲကိုချလိုက်တဲ့အခါမှာလေးလံတဲ့အရင်ပိုင်းကပိုမြုပ်သွားပြီးပေါ်ပါတဲ့အဖျားပိုင်းကအပေါ်ကိုကြွတက်လာတာဟာဆိုရင်သဘာဝတရားကြီးပဲဖြစ်ပါတယ်မင်းကြီးလို့ရှောက်ထားလိုက်ပါတော့တယ်မဟောတထာသူခမိန်ဒီလိုလျှောက်ထားလိုက်ချိန်မှာတော့မင်းကြီးဟာတာရုမဟောတထာသူခမိန်လေးသင်ဟာပညာရှိလာပါပေတဲ့တဘာဝတရားကြီးကနေပြီးအမှန်တရားတွေရဲ့အခြေခံကိုအဖြေပေါ်ထုတ်နိုင်ခဲ့ပြီလို့ချီးကျူးစကားပြောကြားလိုက်ပါတော့တယ်ဒီလိုနဲ့မဟောတထာဟာမိမိရဲ့ထက်မြက်လာတဲ့ဉာဏ်ပညာကြောင့်မင်းကြီးရဲ့ယုံကြည်မှုကိုလည်းပုံမရရှိခဲ့တယ်လို့ပုံနာကြီးလေးဦးဟာလည်းရှက်ကိုရှက်ကန်းဖြစ်ခဲ့ရပါတယ်ဒီပုံမြင်လေးရဲ့သင်ခန်းစာကတော့ဉာဏ်ပညာဆိုတာဟာရှုပ်ထွေးနေတဲ့အရာတွေကိုရိုးရှင်းတဲ့သဘာဝတရားနဲ့ဖြည့်ရှင်းနိုင်ခြင်းပဲဖြစ်ပါတော့တယ်ရှင်ဒီ channel လေးကနေပြီးတသားမိမိတို့ကိုဘုသူတရစေမဲ့ပုံမြင်လေးတွေအမြဲတင်ဆက်ပေးနေမှာဖြစ်လို့ like and subscribe လုပ်ပြီးအားပေးခဲ့ပါအောင်နော်အချိန်ပေးပြီးကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်